အာဆီယံထွေထွေတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်ကဘလို့လူစားမျိုးလဲမင်္ဂလာပါပရိသတ်များရှင်အာဆီယံထွေထွေတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်ကဖေဖော်ဝါရီလ22ရက်နေ့ကအာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်တဲ့မလေးရှားထိပ်တန်းတန်တမန်တန်စရီအိုတမန်ဟာရှင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်းမှာအာဆီယံထွေထွေတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်ကအာဆီယံလက်ချဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်တဲ့မလေးရှားတန်တမန်ကိုမြန်မာအရေးကင်တွယ်ဖြည့်ရှင်ရမှာလုပ်ပိုင်ခွင့်အတိုင်းလှုပ်ဆောင်ဖို့အကြံပြုပြောဆိုခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေစတင်ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်းအာဆီယံအဖွဲ့ကမြန်မာအရေးဖြည့်ရှင်နိုင်ဖို့ကြားဝင်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်မြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားသဘောထားကွဲလွဲမှုတွေလည်းဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့အာဆီယံထွေထွေတွင်းရေးမှူးချုပ်ကမြန်မာအရေးပါဝင်အာဆီယံဒေသတွင်းအခက်အခဲပြဿနာတွေကိုပါနဲ့စွာကင်တွယ်နိုင်ခဲ့ပြီးသဘောထားပျော့ပြောင်းတဲ့ချင်းကပ်မှုမျိုးနဲ့လှုံ့ဆော်ဖို့အားပေးခဲ့တဲ့သူတွေထဲပါဝင်ခဲ့ပါတယ်။အာဆီယံထွေထွေတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်က2022ခုနှစ်ဩဂတ်လမှာကျင်းပတဲ့အာဆီယံအဖွဲ့ရဲ့15ဦးမြောက်အာဆီယံထွေထွေတွင်းရေးမှူးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရကြောင်းလည်းသိရပါတယ်ရှင်။ဒေါက်တာကာအိုကင်ဟွန်ကိုအာဆီယံထွေထွေတွင်းရေးမှူးချုပ်ဖြစ်ရွေးချယ်ခြင်းကိုအာဆီယံဖွဲ့ဝင်နိုင်ငံအားလုံးကလက်ခံအတည်ပြုပေးခဲ့တယ်လို့လည်းသိရပါသေးတယ်။ကာအိုကင်ဟွန်ကကမ္ဘောဒီးယားနိုင်ငံရဲ့ထိပ်တန်းတန်တမန်တူဖြစ်ပြီးကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်2023ခုနှစ်ကနေ2022ခုနှစ်အထိတာဝန်ယူခဲ့ပြီးတော့ကမ္ဘောဒီးယားနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့အဓိကအကျိုးပန်းပေးခဲ့တဲ့သူတူလည်းဖြစ်ပါတယ်။ကာအိုကင်ဟွန်ကို1966ခုနှစ်ကကမ္ဘောဒီးယားနိုင်ငံကမ်ဘွန်ချမ်းပြည်နယ်ကိုဆိုတင်အရက်မှာမွေးဖွားခဲ့တာဖြစ်ပြီးသူ့ရဲ့ဖခင်ဖြစ်သူကအကြောင်းဆရာတူပဲဖြစ်ပါတယ်။ဒါပေမဲ့ကာအိုကင်ဟွန်ရဲ့ဖခင်ဖြစ်သူကကမ္ဘောဒီးယားနိုင်ငံမှာခမာနီလူမျိုးတွေကြီးစိုးချုံနိုင်စဉ်အတွင်းမှာကျောင်းဆရာတွေကိုပြစ်မှတ်ထားအသက်ခံရမှုမှာပါဝင်သွားခဲ့ပါတယ်။ကာအိုကင်ဟွန်ရဲ့မိသားစုတွေကခမာနီအုပ်ချုပ်ချိန်ကာလအတွင်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသရှိဒုက္ခသည်စခန်းမှာနှစ်ပေါင်းများစွာကြာနေထိုင်ခဲ့ရပြီးတဲ့နောက်အမေရိကန်နိုင်ငံမှာဒုက္ခသည်ဖြစ်နေထိုင်ဖို့ခွင့်ပြုချက်ရရှိထားတဲ့သူပါ။ကာအိုကင်ဟွန်ကငယ်စဉ်ကဘဝကိုခက်ခဲစွာရုန်းကန်ခဲ့ရပြီးမြပညာရေးကိုစ조사ခဲ့ရမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်ရှင်။ကမ္ဘောဒီးယားနိုင်ငံမှာပြည်ရင်းစစ်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ခမာနီတွေကနိုင်ငံကိုအုပ်ချုပ်ခွင့်ရရှိခဲ့ပြီးလူမျိုးတုံးတပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ရမှာကာအိုကင်ဟွန်ကနိုင်ငံတွင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်ငယ်စဉ်ကလေးဘဝအတွင်းပညာရေးကိုကောင်းမွန်စွာသင်ကြားနိုင်တာမျိုးမရှိခဲ့ပါဘူး။ကာအိုကင်ဟွန်ကအသက်16နှစ်အရွယ်မှာပဲအမေရိကန်နိုင်ငံကိုကမ္ဘောဒီးယားဒုက္ခသည်အဖြစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပြီးတဲ့နောက်ဗာဂျီးနီးယားပြည်နယ်ဟန်ဒိုအရက်ဒေသမှာနေထိုင်ခဲ့ရတာဖြစ်ပါတယ်။ကာအိုကင်ဟွန်ကအသက်16နှစ်အရွယ်ရှိပေမဲ့အင်္ဂလိပ်စာကောင်းမွန်စွာမတတ်သလိုပညာရေးအခြေခံနဲ့ပါခဲ့ပေမဲ့အမေရိကန်နိုင်ငံမှာပညာသင်ကြားချိန်အတွင်းမှာအသက်19နှစ်အရွယ်မှာဒီပလိုမာရရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကာအိုကင်ဟွန်ကတက်ဆက်ပြည်နယ်ဘီလာတက္ကသိုလ်မှာဆက်လက်ပညာသင်ကြားခဲ့ပြီးတော့ BA ဘွဲ့ရရှိခဲ့ကအိုဟိုင်ယိုတက္ကသိုလ်မှာလည်းမဟာဘွဲ့ထပ်မံရရှိခဲ့ပြီးဟာဝိုင်တက္ကသိုလ်ကနေနိုင်ငံရေးသိပ္ပံနဲ့နိုင်ငံတကာရေးရာဘာသာရပ်တွေနဲ့ဒေါက်တာဘွဲ့ထပ်မံရရှိခဲ့ပါတယ်။ကာအိုကင်ဟွန်ကအိန္ဒိယနိုင်ငံ Klinga Institute of Industrial Technology တက္ကသိုလ်မှဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အပြင်တောင်ကိုရီးယားနိုင်ငံဘူဆန်တက္ကသိုလ်ကလည်းဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုထပ်မံရယူနိုင်ခဲ့ပါတယ်။ဒါအပြင်ကာအိုကင်ဟွန်ကဆန်ဆာ University တက္ကသိုလ်ကနေပါမောက္ခဘွဲ့ကိုလည်းထပ်မံရယူခဲ့ပါသေးတယ်။သူကဒေါက်တာဘွဲ့တွေရယူနိုင်ခဲ့ပြီးတဲ့နောက်မကြာမီကမ္ဘောဒီးယားအစိုးရအဖွဲ့တွေတက္ကသိုလ်တွေနဲ့ဖောင်ဒေးရှင်းတွေမှာဆက်လက်တာဝန်ယူခဲ့ပြန်ပါတယ်။ကာအိုကင်ဟွန်ကကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေးဖြစ်တဲ့1996ခုနှစ်ကနေ1998ခုနှစ်အထိတာဝန်ယူခဲ့ဖူးသလိုကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးဖြစ်လဲ2001ခုနှစ်ကနေ2004ခုနှစ်အထိတာဝန်ယူခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ကာအိုကင်ဟွန်ကကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာတာဝန်ယူခဲ့ပြီးတဲ့နောက်နေငယ်အကြာမှာပဲကိုရိုင်းတက္ကသိုလ်တစ်ခုတည်ထောင်ခဲ့ပြီး2013ခုနှစ်မှာ The University of Cambodia UC အမည်ရှိတက္ကသိုလ်ကိုဦးဆောင်တည်ထောင်ခဲ့ပါတယ်။ကာအိုကင်ဟွန်ကကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာတာဝန်ယူချိန်အတွင်းအာဆီယံအဖွဲ့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ဦးဆောင်ကြိုးပမ်းခဲ့တဲ့သူတစ်ယောက်ပါ။ကမ္ဘောဒီးယားနိုင်ငံနဲ့အာဆီယံအဖွဲ့ကြားမှာအာဆီယံကြီးညာစာရဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေမှာအဓိကဦးဆောင်ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ကာအိုကင်ဟွန်ကအတွေ့အကြုံရင့်ကျက်တဲ့တန်တမန်တူဖြစ်ရမှာနိုင်ငံခြားရေးဝန်ကြီးဌာနတွေအပြင်ကမ္ဘောဒီးယားအမြဲတမ်းချက်ချီနီအဖွဲ့ကော်မတီရဲ့အဖွဲ့ဝင်တူဖြစ်တာဝန်ယူခဲ့ဖူးသလို
အာဆီယံတွင်ကမ္ဘောဒီးယားနိုင်ငံရဲ့အထူးကိုယ်စားလှယ်တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးတာဖြစ်ပါတယ်။သူက2013ခုနှစ်မှာကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးရဲ့ဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီးတဲ့နောက်ကမ္ဘောဒီးယားနိုင်ငံရဲ့တက္ကသိုလ်ပညာရေးကဏ္ဍတွေမှာလည်းတူသေးတည်ဘုတ်ဖွဲ့ဝင်ဒရိုက်တာစတဲ့ယာရုတာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးပါသေးတယ်။ကောင်ကင်ဟွန်က2023ခုနှစ်မှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေအနက်အာဆီယံဖွဲ့အထွေထွေတွဲရေးမှူးချုပ်ရာထူးကိုရွေးချယ်ခန့်အပ်ခံရပြီးအာဆီယံဖွဲ့လက်ရှိရင်ဆိုင်နေရတဲ့တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွေမြန်မာရေးနဲ့ဒေသရင်းဖွံ့ဖြိုးတိုးတက်ရေးတွေကိုပျော်ပြောင်းတဲ့ချင်းကပ်မှုပုံစံမျိုးချင်းကပ်နေသူတူဖြစ်နေရှုမြင်ခံထားရသူဖြစ်ပါတယ်။ကောင်ကင်ဟွန်ကမြန်မာရေးကိုဖြည့်ရှင်းနိုင်ဖို့အတွက်မြန်မာဆိုရတာဝန်ရှိတဲ့သူတွေနဲ့တွဲဆောင်ဆွေးနွေးခဲ့ဖူးသလိုကုလသမဂ္ဂအဖွဲ့တာဝန်ရှိတဲ့သူတွေနဲ့တွဲဆောင်ဆွေးနွေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်းအာဆီယံဖွဲ့ဝင်နိုင်ငံတချို့ကအာဆီယံဖွဲ့နဲ့မြန်မာနိုင်ငံကြားရရှိထားတဲ့အာဆီယံသဘောတူညီချက်၅ချက်ကိုထိရောက်စွာအကောင့်ထဲပေါ်ဖို့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေဖယ်ထုတ်ဖို့စတဲ့တောင်းဆိုချက်တွေရှိခဲ့ပြီးမြဲအာဆီယံဖွဲ့အတွင်းရေးမှူးချုပ်ကာအိုကင်ဟွန်ကအဲ့ဒီတောင်းဆိုချက်တွေကိုညှင်းဆန်ပေးချခဲ့ဖူးပြီးမြန်မာအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ဆက်လက်ဆွေးနွေးရမယ်လို့တောင်းဆိုခဲ့တဲ့သူဖြစ်ပါတယ်ရှင်။သူကပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကကျင်းပခဲ့တဲ့အာဆီယံအစည်းအဝေးတစ်ခုအတွင်းမှာမြန်မာအရေးနဲ့ပတ်သက်ပြီးတုံ့ပြန်ပြောဆိုခဲ့ရမှာအာဆီယံဖွဲ့ကမြန်မာနိုင်ငံနဲ့ဆက်လက်ဆွေးနွေးရမယ်မြန်မာအရေးကိုဖြေရှင်းနိုင်ဖို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေအားလုံးကအချိန်ယူသိခံရမယ်မြန်မာရေးကအခက်အခဲရှုပ်ထွေးမှုတွေများပြားနေတဲ့အတွက်ချက်ချင်းဖြေရှင်းနိုင်မယ်လို့မျှော်လင့်ထားလို့မရဘူးလို့ပြောဆိုခဲ့ဖူးပါတယ်။ကောင်ကင်ဟွန်ရဲ့ပြောဆိုချက်တွေကမြန်မာရေးနဲ့ပတ်သက်ပြီးအပြုသဘောဆောင်တဲ့ရက်တီချက်မျိုးတွေဖြစ်ပြီးမြန်မာအရေးခက်ခဲတွေကိုကောင်းစွာနားလည်သဘောပေါက်သူဖြစ်ရှုမြင်နိုင်ပါတယ်။အာဆီယံဖွဲ့ကမြန်မာအရေးကိုကြားဝင်ဖြေရှင်းနိုင်ဖို့၄နှစ်ကျော်ကြာကြိုးပမ်းခဲ့ပေမဲ့အာဆီယံသဘောတူညီချက်၅ရက်ကိုတိတိတသားတိုးတက်အောင်မဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ဝေဖန်ပြစ်တင်မှုတွေရင်ဆိုင်ခဲ့ရပေမဲ့အာဆီယံထွေထွေတွင်းရေးမှူးချုပ်ကာအိုကင်ဟွန်ကတော့တန်တမာရေးခက်ခဲတွေကိုဖြေရှင်းရမှာပျော်ပြောင်းတဲ့နည်းလမ်းနဲ့ဆွေးနွေးဖြေရှင်းဖို့လိုလားနေသူဖြစ်ပြီးအောင်မြင်မှုတွေကိုလည်းရှာယူနိုင်ခဲ့ပါတယ်။ကောင်ကင်ဟွန်ကအာဆီယံဖွဲ့အထွေထွေတွင်းရေးမှူးချုပ်တာဝန်ယူချိန်တွင်ဒေသရင်းမှာအခက်အခဲပြဿနာတွေကိုပျော်ပြောင်းတဲ့တန်တမာနည်းလမ်းနဲ့ဘလောက်ထိကိုင်တွယ်ဖြေရှင်းပေးနိုင်မလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရဖွယ်ပဲရှိနေတာဖြစ်ပါရဲ့ရှင်။